ရှေးအခါကကောသလတိုင်းတွင်တကူအာနာကြီးမားသောကောသလမင်းကြီးပတေနဒီမင်းအုပ်ချုပ်လျက်ရှိသည်နိုင်ငံတော်ကြီးသည်စီပင်ဝပြော၍ပြည်သူများအေးချမ်းစွာနေထိုင်ကြသည်တာဝတိမြို့ကြီးသည်ကုန်သွယ်ရေးနှင့်လူမှုဘဝအဖွဲ့အစည်းများဖွံ့ဖြိုးတိုးတက်လျက်ရှိပြီးကောသလတိုင်း၏ဂုဏ်သိက္ခာကိုထင်ဟပ်စေသောမြို့တော်ကြီးဖြစ်သည်တနေ့တွင်ကောသလမင်းကြီးသည်ဇေတဝန်ကျောင်းတော်သို့တွားရောက်ကာမြတ်စွာဘုရားရှင်အားဖူးမြော်ခွင့်ရခဲ့သည်ထိုအချိန်မှစ၍သူ၏စိတ်နှလုံးသည်တရားတော်အပေါ်ညှို့နူးလာခဲ့သည်မြတ်စွာဘုရားရှင်၏တရားတော်ကိုနာယူရင်းမင်းကြီးသည်ဘဝ၏အနက်ဒိဗ္ဗယ်နှင့်ကံတရား၏သဘောတရားကိုနားလည်လာခဲ့သည်မလိကာမိဖုရားသည်ဉာဏ်ပညာကြီးမားသူဖြစ်ပြီးမင်းကြီးအားအမြဲတမ်းတမတ်တမတ်ရှိစွာအကြံဉာဏ်ပေးလေ့ရှိသည်သို့သောကောသလမင်းကြီးတွင်အားနည်းချက်တစ်ခုရှိသည်အစားအသောက်ကိုအလွန်အကျွံနှစ်သက်ခြင်းဖြစ်သည်ထိုကြောင့်ခန္ဓာကိုယ်မအီမသာဖြစ်တတ်လေသည်မြတ်စွာဘုရားရှင်ကအတိုင်းအတာမရှိသောစားတောက်ခြင်းသည်ဒုက္ခ၏အကြောင်းဖြစ်သည်ဟုဆုံးမတော်မူရာမင်းကြီးသည်အလွန်သဘောပေါက်သွားသည်ထိုနေ့မှစ၍မင်းကြီးသည်မိမိကိုယ်ကိုထိန်းချုပ်ကာစည်းကမ်းရှိစွာနေထိုင်လာခဲ့ပြီးစိတ်ချမ်းသာမှုကိုရရှိလာသည်သို့သောနန်းတွင်၌တားတော်ဝိတုဒက၏မနာလိုစိတ်နှင့်အာနာလိုစိတ်တို့တဖြည်းဖြည်းကြီးထွားလာခဲ့သည်တနေ့တွင်မင်းကြီးသည်မဂဒတိုင်းသို့အရေးကိစ္စဖြင့်ထွက်ခွာသွားခဲ့သည်ထိုခရီးသည်သူ၏နောက်ဆုံးခရီးဖြစ်လာမည်ကိုမည်သူမျှမသိခဲ့ကြမင်းကြီးမရှိချိန်ကိုအသုံးချ၍ဝိတုဒဘသည်နန်းတော်ကိုတိမ့်ပိုက်ကမိမိကိုယ်ကိုမင်းအဖြစ်ကြေညာလိုက်သည်ခရီးမှပြန်ရောက်လာသောကောသလမင်းကြီးသည်မိမိနန်းတော်တကားရှိတွင်ဝင်ခွင့်ပိတ်ပင်ခံရသည်အာနာနှင့်စည်းစိမ်တို့၏မတည်မြဲမှုကိုထိုအချိန်တွင်အလွန်နှက်ဆိုင်စွာခံစားရသည်အသက်ကြီးပြီးအားနည်းနေသောမင်းကြီးသည်အနှဲငယ်သောအဖော်များနှင့်အတူရာဇဂိုသို့ခက်ခဲစွာခရီးဆက်ခဲ့သည်သို့သောရာဇဂိုမြို့ပြင်သို့ရောက်ရှိသောအခါချမ်းအေးမှုနှင့်ပင်ပန်းနွမ်းနယ်မှုတို့ကြောင့်မင်းကြီးသည်ထိုနေရာတွင်ပင်နက်ရွာဆန်တော်မူခဲ့သည်ကောသလမင်းကြီး၏ဘဝသည်အာနာစည်းစိမ်နှင့်ဖုံးတကိုးတို့သည်မတည်မြဲကြောင်းသင်ပေးခဲ့သည်နောက်ဆုံးတွင်မိမိနှင့်အတူလိုက်ပါသည်မှာကုသိုလ်ကံသာဖြစ်ကြောင်းကမ္ဘာအားသက်သေပြခဲ့လေသည်